痛い。すみません。ကျမတို့သုံးသားတဲ့အသုံးလုံးလေးကကောင်းလေးက itai itai ကတော့နာလိုက်တာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နာကျင်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးကနေပြီးတော့ဆင်းသက်လာတာဖြစ်ပါတယ်ဒီနေရာမှာဆရာမတို့ itai လို့ပဲသုံးတာဒါပေမဲ့ဆရာမနာကျင်သည်လို့ဘာသာပြန်လိုက်ပါတယ်ဘာလို့ပြောလို့ချင်တာလဲဆိုတော့ itai ကတကယ်တမ်းနာကျင်သောဆိုတဲ့ adjective ပါဒါပေမဲ့ဆရာမတို့ကနာကျင်သည်လို့ပြောချင်တော့ that's ပါရပါမယ်itai that's နာကျင်သည်ဒါပေမဲ့ဆရာမတို့ M5 မှာပေါ့နော်ရင်းရင်းနှီးနှီးစကားပြောတဲ့ခါကျရင်တဲ့ e adjective မှာ that's ထည့်စီရမလိုပါဘူးတဲ့အဲ့တော့ဆရာမတို့က e time that's လို့မသုံးဘဲနဲ့ that's ကိုဖြုတ်ပြီးတော့မှ e time နာလိုက်တာနာကျင်သည်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်ပါတယ် e time နာလိုက်တာတဲ့ဆူမီမဆန်အားနာလိုက်တာဒါတို့အရှိဘက်ကသင်ခန်းစာမှာလည်းပါပါတယ်เนาะဆူမီမဆန်ဒီအားနာပါတယ်လို့တောင်းပန်တဲ့အခါမှာလည်းသုံးလို့ရပါတယ်เนาะအဲ့တော့စင်စီတို့အားနာပါတယ်လို့ပြောချင်ကတော့ဂျပန်လို့ဆူမီမဆန်လို့သုံးလို့ရပါတယ်เนาะတနင်္ဂနွေနေ့မှာပြန်လည်ပြီးတော့တွေ့ဆုံကြပါမယ်เนาะ今日もありがとうございましたまたね